အားလုံးပဲမင်္ဂလာပါကျမအခုကျမသူဆိုတဲ့ဝတ္ထုလေးပေါ့နော်ကျမရေးနေတယ်ပေါ့နော်သူဆိုတဲ့ story လေးပေါ့ကျမ Facebook မှာတော့အပိုင်း7ထိကျမတင်ထားပြီးွားပြီပေါ့နော်အဲ့ဒါလေးကိုကျမရေးနေတယ်ဘာဖြစ်လဲဆိုတော့အခုရက်မှာကျမနည်းနည်းလေးကိစ္စဝိစ္စလေးနဲ့ကိုပြဿနာလေးနဲ့ရှိတော့ကျမတို့ရေးဖို့အချိန်မရှိဘူးပေါ့နော်ကျမဒီဒါလေးကိုစိတ်ဝင်စားနေတော်များလည်းစောင့်ဖက်နေရဖြစ်တဲ့အတွက်ကျမဒါကိုဗီဒီယိုလေးနဲ့ပေါ့နော်အပိုင်းဆက်လေးကိုဆက်ပြီးတော့ပြောမယ်ပေါ့နော်နောက်မှကျွန်မစာအုပ်ထုတ်ဖြစ်တဲ့အချိန်ဒါကိုဆက်ရေးမယ်ပေါ့နော်ဒါကို record ယူတဲ့သဘောပေါ့အဲ့တော့ Facebook မှာတော့အပိုင်းဆက်နေတင်ပြီးသွားပြီဖြစ်တဲ့အတွက် TikTok မှာကျွန်မကဒီအစကနေတစ်ကနေကျွန်မစပြောရမှာပေါ့နော်ဒီဝတ္ထုလေးကကျွန်မ UAE ကိုရောက်တဲ့ UAE နိုင်ငံဟိုရောက်တဲ့ပေါ့နော်အတွေ့အကြုံလေးတွေကနေပြီးတော့အတွေ့အကြုံလေးတွေပါမယ်ကျွန်မသိထားတာလေးပါမယ်ပြီးတော့ဒီ UAE ရဲ့တချို့ဟို character လေးတွေသူတို့ရဲ့အလေးထားလေးတွေ UAE ရဲ့အကြောင်းတွေကိုလည်းသိခွင့်ရမယ်လို့ကျွန်မမျှော်လင့်ပါတယ်ဒီဝတ္ထုလေးကနာမည်ကိုတော့ကျွန်မသူ့လို့ပေးထားပါတယ်ကျွန်မကဒီဝတ္ထုလေးရဲ့အစတော့ကျွန်မ2024နဲ့2024 2024ဇွန်လ18ရက်နေ့မှာဇွန်လလထဲမှာပေါ့နော်ကျွန်မဒီ UAE နိုင်ငံကိုရောက်လာတယ် UAE နိုင်ငံကိုရောက် UAE နိုင်ငံကိုစရောက်တော့ကျွန်UAE ကိုကျွန်မရောက်တာနဲ့စကြီးကျွန်မအတွက်ကလေနှစ်ဖူးတွေတူတွေစတွေ့ရပါလဲပြဿနာလဲဆိုတော့ဒီကျွန်မကအိန္ဒိယကနေပြီး UAE ကိုလာတာဖြစ်တဲ့အခါကျတော့ဒီတက်မှာပါစပြီးပြဿနာတက်တယ်ဆိုတော့အိန္ဒိယမှာလည်းကျွန်မကီလိုတွေပို့နေတယ်ကီလိုပို့တာပေါ့နော်ကီလိုနည်းနည်းပို့နေကီလိုနည်းနည်းပို့တဲ့ဟာကိုထားခဲ့ရတယ်ပေါ့နော်ထားခဲ့ပြီးတော့အမှ immigration ကိုဖြတ်တဲ့အချိန်မှာဘာထက်ဖြစ်လဲဆိုတော့မြန်မာပြည်မှာတော့ဆိုကျွန်မဒီ hand carry ထဲမှာဒီ electric ပစ္စည်းမတရားဘူးကျွန်မထင်တာပေါ့ထင်ပြီးကျွန်မမီးဘူးရမ်းကောင်းတယ်ကျွန်မမီးဘူးကျွန်မကြိုက်တယ်အဲ့မီးဘူးကိုကျွန်မထားခဲ့ရတယ်မြန်မာပြည်လေပေါ်မှာတော့အိန္ဒိယလေဝဲကနေ UAE ကိုလာမယ်ဆိုတော့ကျွန်မအဲ့လိုပဲအဲ့ထမင်းပေါင်းကျွန်မထည့်တာအဲ့ထမင်းပေါင်းကိုကျွန်မထားခဲ့ရမယ်လို့ထင်တာထင်ကြပြီးတော့ဘေးကိုထုတ်လိုက်တာသူကကွာအဲ့ရီရတယ်သူကပထမဆုံးဒီလေလက်မှတ်ထုတ်ရတယ်လေလက်မှတ်ထုတ်ပြီးသွားရင်ကျွန်မတို့ကဒီ immigration ဖြတ်ပြီးသွားပြီဆိုရင်ပစ္စည်းတွေစစ်တဲ့နေရာရှိတယ်3နေရာချက်ရအောင်အဲ့နေရာမှာကျွန်မတို့ကဒီတွေကပစ္စည်းထုတ်လို့ပြောတာကျွန်မလွတ်ပြလို့ကြာကျွန်မနှမျောပြပေါင်းယူလွတ်ပြမလို့တော့မဟုတ်ဘူးတဲ့နေ့ကငါလွတ်ပြခိုင်းတာမဟုတ်ဘူးတဲ့အပြင်ကို